လို့ချင်းဖြည်းဖြည်းချင်းလေးအောက်ထရိုရောက်လာတဲ့အတွက်အတန်လေးကနည်းနည်းလေးကျပြီးတော့ဒါဆိုရင်ကျွန်တော် chorus မှာဘယ်လိုဆိုမလဲဆိုတာနားထောင်ကြည့်AI တချင်းတွေဖန်တီးပြီး YouTube မှာဒေါ်လာစားချင်တဲ့သူတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်မိတ်ဆွေတယောက်ဆိုလို့ရှိရင်လွန်ခဲ့တဲ့လကပေါ့နော်သူ့ရဲ့ music channel လေးကနေပြီးတော့ဒေါ်လာ290ကျော်ရတယ်ပေါ့နော်ဒါတော့300နီးပါဖြစ်ပါတယ်အရင်ကြီးမများဘူးဆိုပေမဲ့လည်းဒါမလုတ်ထားတဲ့စာလို့ရှိရင်တော့ရနေတာပဲပေါ့နော်ကျွန်တော်ကဒီဗီဒီယိုမှာသူများတချင်းတွေကိုဘယ်လိုမျိုး remix လုပ်ပြီးတော့ဘယ်လိုမျိုး cover ဆိုပြီးတော့ဘယ်လိုမျိုးတင်ရမယ်ဆိုတာတွေကိုပြောသွားမှာမဟုတ်ပါဘူးကိုပိုင်စာသားလေးတွေရေးပြီးတော့ဘယ်လိုမျိုး AI နဲ့တချင်းထုတ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီဗီဒီယိုမှာတချင်းတစ်ပုဒ်ကိုဘယ်လိုရေးရမလဲဆိုတာပါကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးပြောလိုက်လို့ကျွန်တော်ကိုဆရာကြီးလို့တော့မထင်လိုက်ပါနဲ့ကျွန်တော်ဒီတချင်းနဲ့ပတ်သက်လို့ရှိရင်ဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်နည်းနည်းပါးပါးတိမိခောက်မိတော့ရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော် H-Star Studio ရဲ့ online class မှာကျွန်တော်သင်တန်းတက်ဖို့တယ်ပေါ့နော်သင်တန်းတက်ဖို့တယ်ဆိုလို့လည်းအရင်ကြီးအထင်မကြီးလိုက်ပါနဲ့ကျွန်တော်အခြေခံလောက်ပဲရပါတယ်ဒီလိုမျိုးတခြားဆရာတွေလိုမျိုးအမြင့်ပိုင်းကြီးအထိကျွန်တော်မရပါဘူးဗျာဒါကတော့ကျွန်တော်ဗီဒီယိုအစာပိုင်းမှာမြစ်တာရက်ခံထားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တချင်းရေးတဲ့အခါမှာဘာတွေပါမလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးအနေနဲ့ကျွန်တော် sound structure ပေါ့နော် sound structure မှာဘာတွေပါမလဲဆိုတော့ intro ပေါ့နော်ဒါကတော့တချင်းအစ verse 1ပထမပိုင်း verse 2ဒုတိယပိုင်းပေါ့နော် verse 3ကကျတော့တတိယပိုင်း verse 3ကတော့ရှားပါတယ်တချင်းစာသားပေါ်တယ်ဆိုလို့ရှိရင်တော့ထည့်ပေါ့ဗျာဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော် free chorus ကကြတော့ chorus မတိုင်ခင်စာသားပေါ့နော်ကျွန်တော်ဒီမှာ chorus ပါတယ် chorus မလာခင်ကျွန်တော် free chorus လာတယ်ပေါ့နော်အဲ့လိုမျိုးပါတချို့သူတွေကြတော့လဲကျွန်တော် verse 1 2လာပြီးတော့ chorus တန်းလာတဲ့သူတွေလည်းရှိရပေါ့နော်ဒါကတော့ကိုယ့်ရဲ့ creation ဘိုင်းပေါ့နော်ကို season လို့စီလို့ရပါတယ်ဒါပေမဲ့ chorus ကြီးကိုတော့intro ပိုင်းကြီးပါတော့သွားမထားနဲ့ပေါ့ဗျာဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဒီမှာဒီ EDM နေ pop တချင်းနေနဲ့ဆိုင်တဲ့ဟာတွေပါတယ်ပေါ့နော်ဒီမှာ instrument break ဒါတွေရောပါတယ်ဒါတွေကိုကျွန်တော်နောက်စာမျက်နှာမှာကျွန်တော်ရှင်းပြမယ်ပေါ့နော်ကဲကျွန်တော်နောက်တစ်ခုသွားမယ်ပြီးလို့ရှိရင် rap bass ဒါကတော့ rap တချင်းတွေပေါ့နော်ပြီးလို့ရှိရင် bridge chorus final chorus ပေါ့နော်ပြီးလို့ရှိရင် break down တွေပါမယ် instrument ရှော့ပြီးတော့ vocal ကိုအဓိကထားတဲ့အပိုင်းဆိုပြီးတော့ဒီပိုင်းတွေပါတယ်ပေါ့နော်ပြီးလို့ရှိရင် beat up ပါမယ် climax တွေပါမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းတန်ဆင်တက်လာတဲ့အပိုင်းတွေပေါ့နော်ပြီးလို့ရှိရင် key chain တွေပါတယ် final chorus ပါတယ်အောက်ထပ်ကကျတော့တချင်းအဆုံးသတ်ပေါ့ဗျာဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်စာမျက်နှာတစ်ခုသွားလိုက်အောင်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ကစောနကရှေ့စာမျက်နှာတွေမှာရှင်းပြခဲ့တဲ့ intro တွေ verse တွေ chorus တွေဒါတွေကိုကျွန်တော်ဘယ်လိုမျိုးစီးရမလဲဆိုတဲ့ sound structure ဘိုင်းပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ intro နဲ့လာရင်လည်းရတယ်ပေါ့နော်ဒီမှာကျွန်တော်ပြထားတာတော့ဒီတစ်ချက်မှာ verse 1နဲ့စထားတယ်ပေါ့နော်မိတ်ဆွေတို့က intro နဲ့စခြင်းလဲစလို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် verse 1မှာကျတော့တချင်းတန်စင်လေးကပုံမှန်လေးအတိုင်းလာတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် pre chorus မှာပေါ့နော်ဒီမှာpre chorus ပိုင်းရောက်သွားတော့နည်းနည်းလေးတန်စင်လေးကမြင်ပြီးတော့တက်သွားတယ်ပြီးလို့ရှိရင်ကျွန်တော် chorus ကိုကျွန်တော်တက်သွားတယ်ပါနော်ဒီနေရာမှာကျွန်တော် chorus ကတချင်းရဲ့အရေးကြီးဆုံးအပိုင်းပါနော်ဒီကောင်ကဘာဖြစ်လို့အရေးကြီးရလဲဆိုတော့နားထောင်တဲ့သူတွေရဲ့နှလုံးသားကိုဒီ chorus ပိုင်းမှာလှုပ်ကင်နိုင်ရမယ်ပေါ့နော်အဲ့ဒီအချိန်မှာမြည်တွေကြာသွားအောင်ဖြစ်သွားတာတို့နှလုံးသားကရင်ခုန်တန်းတွေပို့ပြီးတော့များလာတာတို့ပေါ့နော်ဒါမျိုးတွေကျွန်တော်ဖြစ်သွားအောင်ဒီ chorus ပိုင်းမှာလုပ်ရမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီအဆိုတော်ကြီးတွေရဲ့တချင်းတွေကိုလိုက်ဆိုတဲ့အခါမှာဒီ chorus ပိုင်းကိုအများဆုံးမှတ်မိနေကြပါလိမ့်မယ်ဒီတချင်းတာခန်းစားချက်ပြည့်တဲ့အပိုင်းတွေပေါ့ဗျာဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ solo ပေါ့နော်ဆိုလိုကကြတော့ကျွန်တော်ဒီအတီးဆရာရဲ့လက်စွမ်းပြတဲ့အပိုင်းပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဂတာတီးတာတို့နောက်ပြီးတော့ပီယာနိုတို့ပြီးလို့ရှိရင်ပလွေမှုတ်တာတို့ပေါ့နော်အဲ့ဒီရဲ့ဒုတိယတန်တစ်မျိုးတည်းနဲ့ဒီနေရာမှာဆွဲဆောင်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့သချင်းလိုက်ဆိုတာရှားတယ်ပေါ့နော်ဆိုလိုပိုင်းမှာအတီးဆရာလက်စွမ်းပြတယ်ပီယာနိုနဲ့လည်းပြရင်ပြမယ်ပေါ့ဗျာပလွေနဲ့လည်းပြရင်ပြမယ်ပေါ့ဗျာဒီကိုကြိုက်တာထားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် bass 2 ကတော့ကျွန်တော်ဒီ bass 1နဲ့နည်းနည်းဆင်တူတယ်ပေါ့နော်ဒီရဲ့ bass 1ကစာသားကို bass 2မှာတခါလေးထည့်လိုက်လို့လည်းရတယ်ဒါပေမဲ့တချို့တွေကြတော့လဲ bass 1ကစာသားနဲ့ bass 2ကစာသားနဲ့မတူဘူးပေါ့နော်နည်းနည်းလေးစာသားလေးတွေပြောင်းပြီးတော့ bass 2မှာရေးထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင် bridge ကကြတော့မြန်မာလိုပြောမယ်ဆိုရင်တော့တရားပေါ့နော်ဒီနေရာမှာကြတော့ကျွန်တော်တို့စစ်ပေးတဲ့အပိုင်းလို့ကျွန်တော်ပြောရမှာပေါ့နော်ဒီနောက်မှာဘာရှိလဲပေါ့နော်နောက်မှာကျွန်တော် final chorus ရှိတယ် chorus ဆိုတဲ့အတွက်အတန်းကတော့အမြင့်ဆုံးအပိုင်းကိုရောက်သွားမှာပဲဒါဆိုရင်ကျွန်တော်တို့ bridge ကစစ်ပေးတဲ့အခါမှာ bass 2ကနေပြီးတော့ final chorus အထိကိုကျွန်တော်တို့သွားရမှာဆိုတော့နည်းနည်းလေးမြင့်ပြီးတော့ဖြည်းဖြည်းချင်းမြင့်ပြီးတော့ရောက်သွားမှာပေါ့နော်ပြီးလို့ရှိရင် final chorus ကိုရောက်မယ်final chorus မှာပြီးသွားမယ်ပေါ့ဗျာဒါကတော့ကျွန်တော် sound structure တစ်ခုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုပြမယ်နောက်တစ်ခုမှာကျတော့ဒီမှာ bass 1နဲ့လာတယ် pre chorus လာတယ်ပြီးလို့ရှိရင် chorus လာတယ် solo guitar လာတယ်ပေါ့နော်ပြီးရင် bass 2လာတယ် bridge လာတယ် final chorus လာတယ်ဒီအထိပေါ့နော် final chorus အထိကတော့ကျွန်တော်ဒီရှေ့မျက်နှာမှာပြခဲ့တဲ့ဟာနဲ့အတူတူပဲပေါ့နော်ဒီစာမျက်နှာမှာဘာတိုးလာလဲဆိုတော့ outro တစ်ခုတိုးလာတယ် outro ကကျတော့ဘာလဲဆိုတော့အတန်ကိုနည်းနည်းကြာပြီးတော့ဆိုးသွားမှာပေါ့နော်ဒီ bass 1ကနေပြီးတော့ပုံမှန်လေးဆိုလာမယ်ပြီးလို့ရှိရင် pre chorus မှာအတန်နည်းနည်းလေးမြင့်သွားမယ် chorus မှာအတန်အမြင့်ဆုံးရောက်သွားလိမ့်မယ်ပြီးလို့ရှိရင် solo guitar ဒီနေရာမှာ guitar တီးမယ်ပေါ့နော် solo guitar တီးပြီး
တော့ဒီ best 2ကိုရောက်လာမယ်ပေါ့နော် best 2မှာအဆိုတော်ကတချင်းဆိုမယ်ပေါ့နော် bridge ကိုရောက်လာပြီ bridge မှာနည်းနည်းလေးအတန်စင်လေးကပြောင်းသွားမယ်ပေါ့နော်ပြောင်းပြီးတော့ final chorus မှာအမြင့်ဆုံးအထိခံစားချက်အထွတ်ထိပ်ထိရောက်သွားမယ်အတန်စင်မျိုးပေါ့နော်အဲအတန်စင်နဲ့ကျွန်တော်ဆိုမယ်လို့ချင်းဖြည်းဖြည်းချင်းလေးအောက်ထရိုရောက်လာတဲ့အတွက်အတန်လေးကနည်းနည်းလေးကျပြီးတော့ပြီးသွားလိမ့်မယ်ပေါ့နော်ဒါတော့ကျွန်တော် sound switcher နံပါတ်2ပေါ့နော်လို့ချင်းနောက်တစ်ခုကျွန်တော်ပြမယ်ဒီမှာကျတော့ best 1နဲ့စတဲ့ pre chorus လာတဲ့ chorus လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် instrumental break ဆိုပြီးတော့လာတယ်ဒါဆိုရင် instrumental ဆိုတဲ့အတွက်ဒါကတီးလုံးကြီးတဲ့သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် solo စောနာကဒီ solo guitar နဲ့အတူတူပဲပေါ့နော်ဒီနေရာမှာကျွန်တော် piano ထည့်ရင်လည်းရတယ်ကြိုက်တာထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် verse 2လာမယ် verse 2မှာကျတော့တချင်းစာသားလာပြီပေါ့နော်အချိန်မှာအဆိုတော်ကတချင်းဆိုမယ်ပြီးလို့ရှိရင် pre chorus လာမယ်ပြီးလို့ရှိရင် final chorus လာမယ်ပြီးလို့ရှိရင် outro မှာပြီးသွားမယ်ပေါ့နော်ဒါကတော့ဒီတချင်းရဲ့စီစဉ်တဲ့အပိုင်းလေးပေါ့နော် verse 1လာပြီးရင် verse 2လာမှလားကိုက verse 3အထိသွားခြင်းလို့လည်းရတယ်ဟိုကိုကြိုက်လို့စီးလို့ရတယ်ပေါ့နော်ဒီမှာကျတော့ verse 1ပြီးရင် pre chorus လာတယ်ပြီးလို့ရှိရင် chorus လာတယ်တချို့သူတွေကျတော့လည်း verse 1 2လာပြီးတော့ chorus တန်းလာတာလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ creation ဘိုင်းနဲ့ဆိုင်ပါတယ်ကိုကြိုက်ရင်ကြိုက်တယ်လို့ဒီဟာလေးတွေကိုကျွန်တော်စီးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးတွေကိုအသုံးချပြီးတော့ကျွန်တော်တချင်းတစ်ပုဒ်ရေးကြည့်ပါမယ်ကျွန်တော်ကဒီပထမအဆုံးပြထားတဲ့အတိုင်းလေးကျွန်တော်တချင်းရေးကြည့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ထပ်စာမျက်နှာတစ်ခုသွားမယ်ဟုတ်ပြီအဲ့မှာကျွန်တော်ကတချင်းနာမည်လေးကိုပြောပါသေးဆိုပြီးတော့နာမည်ပေးထားရပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာ best 1ကနေစမယ်ဒါဆို best 1အတွက်ကျွန်တော်စာသားထည့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာ best 1မှာမင်းအတွက်ဆိုအရာရာကိုငါမတွတ်မဆုပ်ပေးခဲ့တယ်ပေါ့နော်ဒီတချင်းစတိုင်ကတော့ကျွန်တော် R&B ပုံစံမျိုးနဲ့ရေးထားတာပေါ့နော်ကျွန်တော်ကိုယ်တိုင်ရေးတာတော့မဟုတ်ပါဘူး AI ကိုရေးခိုင်းထားတာပါကျွန်တော်ကတော့ဒီစာသားလေးတွေကိုနည်းနည်းလေးတော့ပြင်ထားရပါတော့ AI ရေးပြတာကြီးတယ်မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့စိတ်ကူးတွေရဲ့စာသားလေးတွေလည်းနည်းနည်းညှက်ပြီးတော့ထည့်ထားရပါတော့ဟုတ်ပြီဒါဆိုရင်ဒါကတော့ best 1ပြီးသွားပြီပြီးရင်ကျွန်တော် pre chorus လာမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် pre chorus မှာငါရဲ့အနစ်နာခံမှုတွေမင်းအတွက်အဓိပ္ပာယ်မရှိခဲ့ဘူးလားဘာညာညာပေါ့ဗျာကျွန်တော်ကတော့ဒီအချိန်မှာတန်စင်လည်းမထုတ်တတ်ဘူးတန်စင်လည်းမဖန်တီးတတ်ပါဘူးကျွန်တော်ကဒီစာသားတွေကို AI ကိုပဲဆိုခိုင်းမှာဖြစ်ပါတယ်နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော် chorus လာမယ်ဟုတ်ပြီ chorus မှာကျတော့မင်းကတခြားတစ်ယောက်နဲ့ပြောနေခြင်းငါကအမှတ်တရတွေပိတ်မိနေပေါ့နော်ကဲဒီမှာကျွန်တော်စာသားလေးရေးလိုက်ပြီပြီးလို့ရှိရင် solo guitar မှာကျွန်တော်ဘာမှရေးစရာမလိုပါဘူးအဲ့ဒီမှာတီးလုံးပဲလာမှာပေါ့နော် guitar တန်လေးပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော် best 1ဒီနေရာမှာ best 1မဟုတ်တော့နော်ကျွန်တော် best 2လာတော့ကျွန်တော်ဒီမှာ best 1ကပြီးသွားခဲ့ပြီbest 1ပြီးတော့ကျွန်တော်ဒီမှာ best 2ပြန်လာတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် best 2စာသားလေးထည့်မယ်best 2စာသားလေးကျွန်တော်ထည့်လိုက်ပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် bridge ထည့်မယ်ဟုတ်ပြီပြီးရင်ကျွန်တော် final chorus ထည့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်သချင်းလေးကတော့တစ်ပုံလုံးကျွန်တော်ထည့်ပြီးသွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာအစ်စ်ကလေးတွေထည့်ထားတွေ့လားမသိဘူးအဲ့ဒီအစ်စ်ကလေးတွေကသချင်းကိုအတန်ဆွဲပြီးတော့ဆိုစီခြင်းလို့ပေါ့နော်ဒီလိုမျိုးအစ်စ်ကလေးတွေထည့်ထားပြီးလိုက်လို့ရှိရင် AI ကအတန်ဆွဲပြီးတော့ဆိုတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အဆက်ကလေးတွေထည့်ထားခြင်းဖြစ်ပါတယ်ဒီနေရာမှာ30လောက်ထည့်ထားတယ်ဒီနေရာမှာကျွန်တော်အဆက်တွေအများကြီးကျွန်တော်ထည့်ထားရပါတော့တချင်းပြီးတဲ့အခါအတန်လေးဆွဲပြီးတော့ပြီးသွားစေချင်တော့ပါနော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ဘာလုပ်ရမလဲဆိုတော့ AI ကိုသွားမယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာမှာ Suno AI နဲ့လုပ်ပြမှာဖြစ်ပါတယ် Suno AI ကကျွန်တော်ဒီမှာ version တွေရှိရပါတော့ဒီမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ 4.5 Pro တို့ 4.5 Plus Pro တို့ version 5ပေါ့နော် version 5.5 အဲ့ဒီ version တွေထဲမှာမြန်မာစကားပြီးတာက 5.5 တခုပဲရှိပါတယ်ကျွန်တော်တို့ဒီ Suno AI မှာမြန်မာတချင်းထုတ်ရှင်တော့ Pro account ဝယ်မှာရပါမယ် Pro account ဝယ်ပြီးတော့ version 5.5 ကိုတော့မှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဒီ time vat နဲ့ဝယ်လိုက်တာဖြစ်တဲ့အတွက်350ကျတယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီမြန်မာပြည်ကနေပြီးတော့ရောင်းနေတဲ့သူတွေရှိပါတယ်သူတို့စီမှာဝယ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တကယ်လို့မှကိုကမဝယ်ချင်မှုဆိုလို့ရှိရင်ဒီ music food သုံးလို့ရတယ်ပေါ့နော်ကျွန်တော်ရှာပြမယ် music food ဆိုပြီးရိုက်ရှာလိုက်ဒီမှာပေါ့နော် music food ဆိုပြီးရိုက်ရှာလိုက်အဲ့ဒီမှာကျွန်တော်ဒီမှာ sign in ဝင်လိုက်ပေါ့ဗျာဒီမှာ Google account လေးနဲ့ sign in ဝင်လိုက်ဖုန်းထဲမှာလည်းအတူတူပဲပေါ့နော်ဖုန်းထဲမှာလည်းဒီ website ထဲနဲ့သွားလို့ရတယ်သူတို့ရင်ကတော့ဖုန်းမှာဆိုလို့ရှိရင်တော့software နဲ့သုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအပြင်ကျွန်တော် create ဆိုတာနဲ့အဲ့မှာကျွန်တော်ဒီမှာ credit 40ပေးထားရပါတော့အဲ့ဒီမှာကျွန်တော် sound description ထည့်မယ် lyric စာသားထည့်မယ် style ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ sound tag ထည့်မယ်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့အဆင့်ဆင့်လုပ်သွားလို့ရှိရင်ရတယ်ဒါပေမဲ့ကျွန်တော် music food ကအားနည်းချက်တစ်ခုလို့ရှိရပါတော့သူကပထမဦးဆုံးတစ်ပုတ်လုပ်လိုက်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်အပုတ်တွေပြန်လုပ်မယ်ဆိုလို့ရှိရင်မြန်မာအတိုင်းမပြီးတော့ဘူးပေါ့နော်ဒါကသူဝယ်စီခြင်းလို့မကြောက်ပေါ့နော်တကယ်လို့မှမိတ်ဆွေကအလကားလုပ်ချင်ရင်တော့ဒီ music food မှာ Google account တစ်ခုကိုမြန်မာသချင်းတစ်ပုတ်ထုတ်လို့ရပါတယ်ဟုတ်ပြီဒါကတော့ဒီအလကားလုပ်ချင်တဲ့သူတွေပြောတာပေါ့နော်ကျွန်တော်ကတော့ဒီ Suno AI မှာပဲကျွန်တော်ထုတ်လိုက်မယ် Suno AI မှာလုပ်ချင်တဲ့သူတွေကတော့ဒီ version 5.5 ကိုသုံးပေးပါဒါမှကျွန်တော်မြန်မာတန်ပြီးသားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် sound description ထည့်ရမယ်ပေါ့နော် sound description ထည့်ရမယ်ဆိုတော့တချင်းစာသားတွေကိုကျွန်တော်အကုန်လုံး copy ယူလိုက်ဒီမှာကျွန်တော်တချင်းစာသားကိုထည့်လိုက်တယ်ကျွန်တော်ဒီအောက်ကလေးကနေပြီးတော့ရေးလိုက်အောင်ပေါ့နော်ဒီတချင်းကမြန်မာ modern R&B တချင်းဖြစ်ပါတယ် sound description နဲ့ style ရေးပြပါဆိုပြီးတော့ပို့လိုက်ပေါ့နော်ပို့လိုက်အဲ့ဆိုရင်ကျွန်တော်ဒီမှာချက်ကြည့်ဗီဒီယိုကနေပြီးတော့ sound description ရေးပြလိုက်မယ်ချက်ကြည့်ဗီဒီယိုပို့တဲ့အခါမှာသူကမြန်မာလိုရေးပြရပေါ့နော် sound description ဆိုပြီးတော့မြန်မာလိုရေးပြတယ်တိုင်ရောကျတော့အင်္ဂလိပ်လိုရေးပြရပေါ့နော်ဒါကြောင့်ကျွန်တော်ကမြန်မာလိုကြီးမရေးသေးချင်ဘူးအင်္ဂလိပ်လိုရေးသေးချင်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ဒီမှာ write in English ဆိုပြီးတော့ပြန်ခိုင်းလိုက်တယ်ပေါ့နော်အဲ့ဒါမှ तू ကအင်္ဂလိပ်နဲ့ရေးပေးပါတယ်ဒီအကောင်ကို copy လိုက်မယ်ပြီးလို့ရှိရင် Suno AI နဲ့မှာထည့်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ lyrics ပေါ့နော် lyrics စာသားထည့်မယ်ဒီကောင်နှိပ်လိုက်ပေါ့နော်
နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီဆောနာကကျွန်တော်တို့တချင်းရေးထားတဲ့ဟာလေးကို copy ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာထည့်လိုက်မယ်ပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော် live စာသားထည့်ပြီးဆိုတော့ဒီမှာ style ပေါ့နော်ဒီကောင်ကျွန်တော်ဖြစ်လိုက်မယ်ဒီမှာ style ရှိရပေါ့နော်ဒီမှာဒီကောင်ကိုကျွန်တော် copy ယူပြီးတော့ကျွန်တော် Suno ရန်ကိုသွားမယ် style ထဲမှာထည့်လိုက်မယ်ပေါ့နော်ဒီမှာပြီးလို့ရှိရင်ကျွန်တော်ဒီမှာ more option ဆိုတာလေးရှိရပေါ့နော်ဒီကောင်လေးနှိပ်လိုက်အဲ့ဒီမှာ live စာသားပေါ့နော်ကျွန်တော်ကတော့ဒီနေရာတွေမှာတိတ်ပြင်တာတော့မရှိဘူးပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်လုတ်ထားကဒီ voice gender ပေါ့နော် voice gender မှာကျွန်တော်ကဒီ mail ကိုရွေးလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ကဟာတွေကြတော့ကျွန်တော်တိတ်မပြင်ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် sound တိုင်တဲ့ထားမယ် sound တိုင်တဲ့မှာကျွန်တော်ဒီမှာပျော်ပါသေးဆိုပြီးတော့ကျွန်တော်ရေးထားပါနော်အဲဒီကောင်လေးကို copy ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ sound တိုင်တဲ့နေရာမှာပျော်ပါသေးဆိုပြီးတော့ထားလိုက်မယ်ပေါ့နော်အကုန်လုံးပြည့်စုံသွားပြီဆိုတော့ကျွန်တော်ဒီမှာ create ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဒါဆိုရင်ကျွန်တော် Suno ရန်ကနေပြီးတော့တချင်းထုတ်ပေးပြီပေါ့နော်သူတစ်ခါထုတ်ပေးလို့ရှိရင်ကျွန်တော်နှစ်ပုတ်ထုတ်ပေးပါတယ်အဲ့ထက်ကကိုကြိုက်တဲ့အပုတ်ကို download ဆွဲပါနော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တချင်းလေးကိုနားထောင်ကြည့်မယ်နော်အဲ့မှာကျွန်တော်ဒီအဝိုင်းလေးတွေလည်နေပါနော်အဝိုင်းလေးလည်နေဆိုလို့ရှိရင်ကျွန်တော်တချင်းကို generate လုပ်နေတာပါနော်တချင်းကအဆုံးထိမပြီးသေးဘူးဒါပေမဲ့ကျွန်တော်နားထောင်ကြည့်လို့ရတယ်နားထောင်ကြည့်မယ်နော်ကျွန်တော်ဒီ live စာသားလေးကိုလည်းဒီဘက်မှာကြည့်ပေးကြပါနော်ကျွန်တော်နည်းနည်းလေးချက်လိုက်ဆိုရရကိုဝမ်းမတော်မဆိုးပေးခဲ့တယ်မင်းနဲ့မင်းငါအိမ်မတွေ့တော့ဆွန်လူပီစတဲ့ခဲ့တယ်ကိုချိုးတွေကိုနှောင်းမထားပြီးမေပြောင်းတစ်ခုပဲမျောခဲ့ဒါပေမဲ့နေကြတော့မင်းလည်းတွေ့ထားတာငါမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်ရှေ့မှာကျွန်တော်ရှင်းပြရတဲ့အတိုင်းပဲကျွန်တော် best one ပေါ့နော် best one မှာသူကဒီပုံမှန်အတိုင်းလေးပဲစိုးသွားမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ free chorus မှာအတန်လေးကနည်းနည်းမြင့်လာလိမ့်မယ်ပေါ့နော်နားထောင်ကြည့်ငါရဲ့နာခံမှုရှိခဲ့ဘူးလားမျက်ရည်တွေကိုဖုန်းခွေချပြီးမင်းပြောနေတာကိုပဲငါကြည့်နေမယ်အဲ့ဒီမှာ pre chorus ကနေပြီးတော့ဒီ chorus ကိုပြောင်းတဲ့အချိန်မှာအာယူလိုက်တာပေါ့နော်အာယူလိုက်တဲ့အချိန်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် chorus မှာဘယ်လိုဆိုမလဲဆိုတာနားထောင်ကြည့်မယ်ငါတို့ချားဒီအောင်နဲ့ပြောနေချေဒါဆိုကျွန်တော် chorus ပြီးသွားပြီ chorus ပြီးသွားလို့ရှိရင်ကျွန်တော်ဗာလဲဆိုတော့ solo guitar လိုက်လာမယ်ပေါ့နော်အဲကြောင့်ကျွန်တော် guitar တန်လေးကိုကျွန်တော်နားထောင်ကြည့်လိုက်ခြေသံကိုနေတိုင်းနာဆွေးမြမိတယ်ဖြတ်ပြဖို့ကြိုးစားတိုင်းလဲမင်းအမေကရင်နဲ့ဒါလေးကတော့ best 2ပေါ့နော် best 2အချက်နေတယ်အချက်ဆိုတာပိုင်ဆိုင်ခြင်းမဟုတ်ဘူးဆိုရင်ငါရှိုးခဲ့တာကိုလက်ခံလိုက်မယ်ဒါပေမဲ့တစ်ခါလေတော့ငါကိုတရားမိရင်လုံလောက်ပါတယ်နေကချောင်းနေအောင်နဲ့ပြောနေ表示我们所言，让夜里对我 stay like me，
ပြောနေပါ나의နောက်ဆုံးစကား ဟုတ်ပြီကျွန်တော်နောက်တစ်ပုတ်တော့နားမထောင်ကြည့်တော့ဘောနော်စောနကကျွန်တော်ပြောခဲ့တဲ့ sound structure အတိုင်းပဲဒီမှာသူဆိုသွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်မိတ်ဆွေတို့လည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့စမ်းကြည့်ပါလုံးဝကိုမှရက်လက်ကောင်းလေးတွေထွက်လာပါလိမ့်မယ်ဟုတ်ပြီအားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအရင်သချင်းလေးတွေဖန်တီးပြီး YouTube ကနေဒေါ်လာတွေအများကြီးရပါစေလို့ဆုမကောင်တောင်းလိုက်ပါတယ်ဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးသွားပေးပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်